ဒီနေ့ကတော့မစုံရကြတဲ့အတီပတီဆုံးအစားရဆုံးတဲ့နေ့လေးပေါ့ဗျာတနေ့တာလုံးတော့အစားလေးနဲ့စားလေးနဲ့ညီမြမြလေးဖြတ်တန်းတာပါတယ်ကဲလိုက်ခဲ့ပါအောင်ဗျ Morning guys ဒီနေ့အဲ့ရထားနောက်ကြလို့ကြောင်းမြမြနေသွားရတယ် tutorial ဖြည့်ဖို့လည်းရှိတော့မြမြနေနေပေါ့ဗျာကျွန်တော်တော်နောက်ကြနေည linguistic တွေချက်ပြီးဂိမ်းနေစောရတာအဲ့ချိန်နောက်ကြသွားလို့ဗျာအတူယူမမကြပါနဲ့ tutorial ဖြည့်ပြီးွားတဲ့ခါမှာတော့မြန်မာစာ presentation လုပ်တာအောင်နားထောင်နေနောက်ပြီးတော့ကျွန်တော်ဒီမှာ assignment တွေရေးပါတယ်ထုံးစံတိုင်းပဲရှိရအဖော်မုံကောင်းရုပ်ချပြီးတော့ရေးနေရပါဗျာရင်းရေးနဲ့နေလက်ဆိုင်ရောက်ပါတယ်ကဲအဲ့တော့အပြင်ကန်တင်းမှာသူတို့ menu တစ်ထုတ်လို့ဆိုပြီးကျွန်တော်ခေါ်ထားတယ်ဒီမှာ strawberry jelly လေးပါဗျဒီဇိုင်းပါခုံသွားစင်းမီရဲ့နောက်မှာတော့နေလက်စာသွားစားပါတယ်နေလက်စာကိုဘာစားမလဲစဉ်းစားရင်ထမင်းကြော်ရေးပါဆိုကြာမှာဆိုလို့ကျွန်တော်ခောက်ဆဲတုပ်ပဲမှာလိုက်တယ်ဒါလည်းမထူးပါဘူးကြာတာပဲ15မိနစ်လောက်စောင့်လိုက်ရတယ်ရလာတဲ့ခါမှာတော့ခောက်ဆဲတုပ်လေးစားလိုက်ပါတယ်ဒီနေ့တော့ပတ်စံချွေတာမယ်ဆိုပြီးတော့နေလက်စာခောက်ဆဲတုပ်ပဲစားလိုက်တာ2000ပဲကြာခဲ့တယ်ဒါပေမဲ့လည်းပတ်စံမပြေမနေနိုင်အာတိတမပြေပဲနဲ့ကျွန်တော်တို့အပြင်ကန်တင်းကိုသွားပြီးတော့ထပ်ပြီးတော့ဆွဲပါတယ်ကျွန်တော်တို့ဒီမှာအချင်းမောင်းနေဆွဲခဲ့တယ်နောက်ပြီးတော့ bike တွေအောင်စားနေနေကြောင်းတက်သွားပါတယ်အဲဒီတော့ကျွန်တော်တို့ဒီမှာအင်္ဂလိပ်စာတစ်ချိန်တက်ပါတယ်ဗျတော်တော်များများတော့ငိုက်နေမှကျွန်တော်တော့မငိုက်ဘူးဘာလို့လဲဆိုတော့ဒီမှာချီယာစီလေးတောက်နေလို့ခြေထဲကိုဒီအစီလေးထည့်ပြီးတော့တောက်ပြီးဝါနေရတာလေးကတကယ် feeling တစ်မျိုးပဲနောက်ပြီးနောက် week နဲ့ကြောင်းစင်သွားပြီဆိုတော့ကျွန်တော်ပြေးပါပြီဘာလို့လဲဆိုတော့အရန်အိတ်ချင်လို့ပါစပိန်ကိုတော့ဖွင့်မြင်မောင်းပြီးတော့အိတ်ဖို့ရက်ပြန်ပါပြီဗျဒီဘက်ဘာဖြစ်နေရမသိဘူးမျက်စိရတော်တော်ဆက်တယ်ဗျအခုဆိုလည်းအာယုံဆိုင်ပြီးကြည့်လို့မရမျက်လုံးတွေတော်တော်ဆက်နေအဲ့တော့ကျွန်တော်သွားပြီးအိတ်လိုက်အောင်မယ်အဲ့ရနေတော့ဒီမှာညနေစာစားပါတယ်ထုံးစံတိုင်းကျဲဥကျော်နဲ့ကစုံရကျော်နဲ့ဖြစ်သူလေးပဲစားလိုက်ပါတယ်ဗျစားပြီးဆိုအဝတ်တွေပါလေးပြီးတော့စားလို့ဖို့ပြင်နေပေါ့ဗျမျက်နှာအစီပြန်ပြီးတိတ်ပြီးနေမကောင်းတာနဲ့မျက်နှာလေးပါလေးတော့တိတ်ပြီးတော့ skin လေးကိမှစားလို့မယ်လို့စဉ်းစားလိုက်တယ်ထုံးစံတိုင်းမျက်နှာအသစ်လန်းဆန်းဝအောင်လို့ skin နေတာကိရအဲ့ဒီကပတ်စံနေတာကုံဝိုင်းကျွန်တော်မျက်နှာကတော့ဘယ်တော့မှ clear မဖြစ်လာပါဘူးနောက်ပိုင်းအေးပြတော့ပိုအောင်မဆိုးလာသူခံစားရတယ်အစားတော့လည်းမစင်ချင်နိုင်သေးတော့ခံလိုက်အောင်မယ်ပေါ့ဗျာကဲအဲ့တော့ဒီမှာ skin လေးကိနိုင်တော့ကဲပါတယ်ပျောက်တော့မပျောက်တော့သူကိစ္စပေါ့ဗျာစိတ်ရှိရှိနဲ့လိမ့်နေရပဲ skin ကဲပြီးတဲ့ခါမှာတော့မှားတဲ့မုတ်တီရောက်လို့သွားယူပါတယ် Parisian နဲ့ Terry ကနေပြီးမုတ်လေးမှာရပဲဖြစ်ပါတယ်ကဲမုတ်တီလေးရပြီဆိုကျွန်တော်စာအုပ်ဖြစ်မြောက်လေးလုပ်လိုက်အောင်မယ်ဆောင်းမွေးဖြစ်ကန်ဒီ10ရက်လောက်ပဲလူကဖုတ်ဖို့မိတိုက်တွေလုံနေကြပြီပေါ့ဗျာလုံရင်းလုံနေဘိုက်စားလို့ cheese cake ကိုအားရပါကိုက်စားလိုက်ပါအောင်မယ်ဟုတ်ပါဘူး cheese ပါမို့ပြောရဲသားလေးကလည်းမစုံငန်းဆင်းစိတ်လေးနဲ့ပေါ့ဗျာစားလို့ကောင်းပါတယ်ဝက်ချက်နေတော့တော်တော်ပျောက်တော့မှာပဲစားကြပါအောင်ဗျာကျွေးပါတယ်မကျွေးလို့လာပြောနေလို့ကဲကြည့်ပြီးမလားသွားတော့ကျွန်တော်စားလုပ်လိုက်အောင်မယ်ဘိုင်းဒီနေ့ကတော့လူရာထက်ကိုပို့ခဲ့ပြီးတော့အစားဆုံးမဲ့နေပေါ့ဗျာစားတွေကိုတော့အဲ့လိုမျိုးအစုံလုံး star တွေထွက်နေမှာပဲကဲတူတူလိုက်ဆုံးကြပါဦး Morning guys ကျောင်းမသွားခင်တော့ရေစုံနှခမ်းမွေးရေးရမှာဖြစ်ပါတယ်မနက်ခင်းလေးတော့တတရပဲပေါ့ဗျာကဲအခုတော့ပြင်ဆင်ပြီးတော့ကျောင်းသွားတော့ပါမယ်ညနာမှာအနီဘူးတွေပေါက်နေရဗျာနားလဲနားရစိတ်ရှိရှိနဲ့ skin care မှာပေါ့ဗျာကဲမနက်စာလေးစားကြပါအောင်ဝတ်သားရဲ့ချက်မောင်ကျော်ရပါဗျာဒီနေ့တော့ coffee ရေမုတ်တွေပြင်ဆင်ဖို့အချိန်မရပါဗျာဆောင်းထမင်းမဲ့စားပြီးတော့သွားလိုက်တော့မယ်ဒီနေ့ကကျွန်တော်မနေရအောင်ကျွန်တော်တကယ်ချင်းနေရမယ်အလဲပဲနေအောင်ကြီးလေးတောက်ပြီးတော့တတရလေးပါပဲဒါပေမဲ့ကျွန်တော်နေရတဲ့ဟာကိုပို့ကြိုက်တယ်သူများနောက်ကထိုင်ရဖီးမလာဘူးအဲ့လူနဲ့ကျောင်းဟောပြီးကျောင်းနေပါရေးတက်တယ်ပါညာပေါ့ဗျာတိုင်နဲ့နေလက်ဆိုင်စင်သွားတော့သွားစားပါမယ်ဗျာတခါရဲကြောပွေးကြီးပါယူချလာခဲ့တယ်ကဲဒီမှာရှက်တပူးပေါက်ပါတယ်ဗျာ cheers အချွေတွေတိတ်မတော့တာကြာတော့ဗျာပြန်တောက်ကြည့်ရောလဲကောင်းသားပဲနေလက်စာတော့ကျွန်တော်မကြမ်းကြော်လေးတစ်ပွဲမှာရပါတယ်ဒီနေ့တော့တိတ်မကြောက်ဆောင်ပါကြမ်းကြောတော့မစိုးစားလို့ကောင်းနေဗျာတပွဲ4500ပေးခဲ့ရပါတယ်မစိုးပါဘူးပိုရှင်လေးနဲ့စားလို့ကောင်းပါတယ်ကဲပြီးရင်တော့အတန်းနေတက်တယ်လို့ပဲမှတ်လိုက်တော့ဗျာအားကစားခန်းမတွေရောလာပြီး view လေးလာကြည့်လေကောင်းလေးတန်ရရှူပြီး show လေးနည်းနည်းပါးလေးထုတ်ပါတယ်နောက်ပြီးတော့အိမ်ပြန်ပြီးတော့အိတ်လိုက်တာ3နာရီလောက်မှနိုးတယ်မစိုးပါဘူးကျွန်တော်တကယ်ချင်းနေစားပွဲဒီမှာမုံမာပေးတာတယ်ရှောက်ပြောတာပါအဲ့လိုတကယ်ချင်းမျိုးသားရှင်တော်တော်ထောက်အောင်ခုံနေမယ်ကိုတာကိုပဲမှာစားတဲ့ဘွားပေါ့ဗျာဒီနေ့ကတော့အေးအစိမ့်ပါမို့တဲ့ရန်စားခြင်းနေရဗျာခုနကလေးက sausage ပါမို့တာတော့ chocolate ပါမို့လို့ပြောပါတယ်အမှန်တကယ်ဒီ chocolate ပါမို့ကောကျွန်တော်စားခြင်းနေရမဟုတ်ဘူးပေါ့ဗျာသူ item ပြတ်နေလို့ဆိုပြီးဒါပဲထည့်ပေးလိုက်တာတိတ်တော့မကြိုက်ဘူးဒါပေမဲ့လည်းမစိုးပါဘူးဘိုက်စာနေရောကျွန်တော်စားလိုက်ပါမယ်စားပြီးရင်တော့ coffee ရေပိုက်တောက်စရာမရှိတော့ဒီမှာ chia seed water လေးပဲတောက်ခဲ့တယ်ကဲညနေကျတော့လေဒီမှာပါမို့လေးထည့်စားပါမယ်ဒါတော့ပဲရနှစ်တင်နေလားမသိတော့မဆလာရတာရတယ်ဒါလေးကတော့ cheese ပါမို့ပေါ့ဗျာသူ့တော့ကျွန်တော်တော်တော်ကြိုက်တယ်ခုနကလည်းဒီ cheese လိုမျိုးဒီ chocolate shredded လေးနဲ့အမြင်လေးနဲ့ပေါင်းမိုက်တာမရလို့ပေါ့ဗျာဒီပါမို့လေးကစားလို့ကောင်းနေဗျာမနေ့ကလည်းစားပြီးအဲ့တော့အားနေလည်းပြေသွားပြီပေါ့ဗျာအစိမ့်နေနဲ့ဆိုတော့ကဲအဲ့တော့စားလို့လိုက်ပါအောင်မယ်ဗျာကဲဒီနေ့ကတော့စားရင်များနေပြီမဲ့လေမျိုးထဲမှာကျောင်းသွားတဲ့ရင်နဲ့ activity ရေးစားရေးဆုံးမယ်ဗျာကဲလိုက်ခဲ့ပါအောင်ဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်ကင်မရာထဲမှာကျန်တဲ့ဗီဒီယိုလေးပေါ့ဗျာဒီရက်ဘက်မှာလမ်းလျှောက်လာတဲ့မနက်ခင်းကတော့အေးချမ်းလေးပါပဲဘူတရောင်ဖျားတာနောက်မှနေလေးထိုးပြီးလုံးအောင် perfect ပဲဒါတော့ဒီနေ့ outfit ချက်ပေါ့ဗျာကျွန်တော်ဝတ်နေကြအနီးရဲ့ view ရဲ့ကဲကျွန်တော်တို့ Canna Canvas ကိုရောက်ပါပြီဗျာလက်ဆက်ဘာမစားသေးအောင်မလို့ဒီမှာပေါမုံနဲ့ coffee လေးနဲ့စားပါမယ်ဒီ canvas ရဲ့ canning လေးတော့တော်တော်လေး aesthetic ဖြစ်တဲ့လှလေးလာရဲ့ဗျာဘုံရလို့လည်းကောင်းတယ်အေးစေးစားလို့ချင်တဲ့သူတွေလည်းကောင်းပါတယ်ဒီနေ့ဗီဒီယိုရဲ့မှာတိတ်မပြုံးဆိုတာအိတ်နေတော့ကျွန်တော်နေမကောင်းဖြစ်နေလို့ဗျာအတန်းကတော့9:45လောက်မှစမှာဆိုကျွန်တော်အေးစေးလေးပဲစားနေလိုက်တယ်ကဲအခုတော့အတန်းတက်လို့ပြီးသွားပါပြီနောက်တစ်မတက်ခင်ဒီမှာကျွန်တော်ဒါလေးစားပြီးခဏနားလိုက်ပါအောင်မယ်ကဲနောက်တစ်လည်းပြီးဆိုအတန်းချိန်တွေအားလုံးပြီးသွားပါပြီအဲ့တော့ကျွန်တော်ပန်းဆိုးတန်းဘက်ကိုသွားပြီးတော့ဒီမှာ coffee ဆိုင်ဆိုကဖေးဆိုင်လေးမှာသွားပြီးတော့အစာပြေးလေးစားပါမယ် design decoration လေးရောတော်တော်လှရဲ့ဗျာဒီမှာစစန်လေးပဲ theme လေးကိုဖန်တီးထားတယ်အစားတောက်လေးရောစီနည်းနည်းရောများပါတယ်ကျွန်တော်ကတော့ sandwich မှာစားခဲ့တယ်ဒီနေ့ plan ကတော့ဘာမှ trade တူသိမ့်မရှိဘူးပေါ့ဗျာကြောင်းတက်တယ်လေးလွင့်နေစားတောက်တယ်ပေါ့ဒါလေးပါပဲစောင်းမဖြေကနေမို့လို့ blog ရေးသိမ့်မလုပ်ဖြစ်တာဗျာနောက်တဲ့ blog မှာတွေ့ပါမယ်စောင်းပွဲနီးနေမယ်လေ activity ရဲ့စားရဆုံးခြင်းသိရမို့လို့စာလေးလက်ချက်မယ် activity ရဲ့စားရည်လေးစုံမယ်ပေါ့ဗျာကဲအတူတူလိုက်ဆောင်ကြပါအောင်ဗျာ
မနက်ခင်းတော့နုံနုံချင်းစားရချက်ပါတယ်မနက်စာစားရတော့မရိုက်ပြတော့ဘူးပေါ့ဗျာအခုရက်ပိုင်းကတော့ကောင်းထဲမှာစားပြီးရင်းစားပဲပိုပြီးမိုတီဖြစ်အောင်လို့ study blog လေးပါကြည့်နေသေးရအဲ့လိုနဲ့နေလေတော့ကြောင်းနည်းနည်းလေးပူလာပြီးတော့စူလာနဲ့အေးလူသွားလို့နိုင်မို့ဆိုပြီးတော့ cafe ဆိုင်ဆန်ကိုသွားပြီးတော့စားသွားလုပ်ပါမယ်ဗျကဲဒါတော့ဒီနေ့အတွက် outfit ချက်လေးပါဒီအတွက် share ဘူးနေရတဲ့ပန်ကာလေးလက်ထဲမှာဆောင်းထားပြီးတော့ဝိုင်ပြီးလည်းမစည်းနိုင်တော့ grab ပဲငါပြီးတော့သွားလိုက်တယ်ပေါ့ဗျာဆိုင်လေးကတော့တာမွေကြောက်မြောင်မလွတ်ကုန်းလန်းတွေက coffee date ဆိုင်လေးပဲဖြစ်ပါတယ်ဗျကျွန်တော်အမြဲသွားနေကြဆိုင်လေးပါဒီဆိုင်ခွဲကတော့အခုမှရောက်ဘူးပါဗျဆိုင်ဝင်ကြီးမှပြီးတော့ရေတကွန်တန်လေးနဲ့အေးချမ်းလေးပေါ့ဗျာရေတကွန်လေးထားပြီးတာပါတယ်ဒီဆိုင်လေးကတော့တကယ်တပုံရိုက်မဲ့သူတွေတော်တော်လေးကိုလာရတယ်ပါတယ်ဗျကဲဒါဆိုရင်အတွင်းပိုင်းကိုသွားကြည့်အောင် coffee ဆိုင်ဆိုတဲ့အတိုင်းအတွင်းပိုင်းလေးတော်တော်တက်တက်ရရှိရဗျအပေါ်ထက်ဆိုလည်းတော်တော်တက်တက်နာလေးပဲဒီမှာ Evan တို့မွေးနေ့ဝယ်ကိုလုပ်ဖို့အတွက်တစ်ထပ်လုံးလဲငှားလို့ရရဗျ coffee date ရဲ့ဆိုင်ခွဲတွေထဲမှာတော့ဒီကြောင်မြောင်းဆိုင်လေးက photo spot တော့အကောင်းဆုံးပေါ့ဗျာ corner လေးမှာလည်း easy လေးချေပြီးတပုံနေရိုက်လို့ရသေးရဲ့ coffee date ရဲ့ signature အတိုင်း Uno တွေဂိမ်းတွေစောက်လို့ရပါတယ်ဗျအစားအုပ်တွေလည်းဖတ်လို့ရပါတယ်စားလို့ချင်တဲ့သူတွေလည်းဒီမှာစားလာလုပ်လို့ရတယ်စားလို့တာလို့ပြောပါပဲ哎呦我的妈ဟီဟီစာမလို့ချင်မဲ့နဲ့စာလုံးရင်လိန်ရကြမှာပေါ့နော်။ဘာဖြစ်ကိုစကားကိုတီးရဲ့အနေနဲ့စာလေးနည်းနည်းပပအောင်လုပ်လိုက်ပါမယ်။တတရလေးနဲ့လိုက်တင်းလေးကောင်းတဲ့အတွက်စာလုပ်ဖို့လည်းအဆင်ပြေရဲ့ဗျ။ coffee လေးတော့ကိတ်မို့လေးစားပြီးတော့လုပ်ရင်တော့ပို့ပြီး perfect ဖြစ်မှာပေါ့ဗျာ။ဟောဒါနဲ့သူ့မှာចောင်းသားတွေအတွက် promotion လေးရှိပါတယ်ဗျ။ promotion လေးကတော့ student empower days လို့ခေါ်ပါတယ်။သူက match လ17ရက်နေ့ကနေပြီးတော့17ရက်နေ့တိချိန်16ရက်နေ့ကနေပြီးတော့18ရက်နေ့တိစုစုပေါင်း9ရက်ပေါ့ဗျာ။ကိုယ့်ရဲ့ចောင်းသားကတ်ကိုပြပြီးတော့ဒီ coffee date မှာသွားပြီးတော့စားမယ်ဆိုတာနဲ့ဒီ coffee menu အားလုံးကနေပြီးတော့15ရာခိုင်နှုန်း discount ရမှာပဲဖြစ်ပါတယ်ဗျ။နောက်ပြီးတော့ coffee date ရဲ့ဆိုင်တွေကိုတကြံမှာလဲလာပြီးတော့အားပေးလို့ရပါတယ်။ဆိုင်မပိတ်ပါဘူးဗျ။ဒီနေ့ဇာဝိုင် menu တွေကတော့ကျွန်တော်စားနေကြ menu တွေပဲပေါ့ဗျာ။ဘာလို့လဲဆိုတော့တကယ်ချင်းနဲ့အုပ်လိုက်ကြီးလာတော့ budget save ဖြစ်အောင်လို့ဒီနေ့ဇာဝိုင် menu ထဲမှာတော့ဒီကြက်ရေကုန်ကြော်ပြန်ပြီးတုပ်ပြီးထားတာရယ်နောက်ပြီးတော့ mayonnaise ပေါင်မိုးကျွတ်ကြော်ရယ် chocolate pudding cake လေးရယ်နဲ့ဒီ fresh juice တွေတော့ကျွန်တော်ကြိုက်ပါတယ်။သူများလိုက်ချင်မှမသိမလိုက်ချင်မှမသိနဲ့အတင်းဆွဲခေါ်လာခဲ့ရပဲ။အဲ့လိုပါပဲမုတ်ကျွေးမယ်ဆိုပြီးတော့ခဏညာစားနေရ။ဒီနေ့ကတော့ရေချက်ကစားသွားချက်တာပဲဗျာ။ဒါပေမဲ့အုံနောက်ထဲကိုတော့စားမပါလာဘူး။ဘိုက်ထဲမှာပဲအစာရေးပြည့်ပြီးတော့ပြန်လာလိုက်တယ်။哎呦我的妈။ကဲအဆုံးလေးကြည့်ပြီးတော့ကျေးဇူးပါဗျာ။နောက်ထပ် blog တွေမှာတွေ့ပါမယ်ဗျာ။ဒီနေ့ကတော့အဓိပတိမစုံဝင်မဲ့အစားတွေကတော့လိုအပ်ထက်ကိုပို့ခဲ့ပြီးတော့စုံနေနေပေါ့ဗျာစေးုံတက်ရလည်းမှတ်မှတ်ဘူးဒီပါဇက်ကစားပဲစားခြင်းနေကဲပထမအဆုံးမနက်စာကိုတော့မစားရကြတိုရှီနဲ့ဖွင့်လိုက်တယ်ပေါ့ဗျာတိုရှီရဲ့မှာဆိုကျွန်တော်ထောပတ်တိုရှီကိုတော်တော်ကြိုက်တယ်ဗျစားလိုက်တာနဲ့စိတ်မြော်မွေးကျွန်းနေပဲဟင်းလေးပါလေးနဲ့တိုးစားရတော့ perfect ပဲပေါ့ဗျာနေ့လယ်စာကိုတော့ဇလုံးပုံးရီထမင်းနဲ့နေဝတာဟင်းနဲ့စားပါတယ်ဗျာဒီဘက်ကန်တွေကလည်းမထိုင်မြတာကြာလို့ပေါ့ဗျာဒီ transfer ဆိုင်လေးမှာစားခဲ့တယ်ထမင်းကိုစီးစီးပိုင်ပိုင်နဲ့အားရပါရပေါ့ဗျာဒီဝတာပါပါဆိုလုံးဝ e-sick နောက်ပြီးတော့မှတိုးစီရအစုံလေးနဲ့အားရပါရကိုက်စားတိုင်းတော့ share ပဲပေါ့ဗျာအရင် e-wa တို့မှာကုတ်လေးနဲ့တောက်လိုက်တယ်စားလေးလုပ်ဖို့အစီအကူမရှိဘူးအားရပါစားဖို့ပဲစိတ်ကူးရှိပါတယ်ကောင်းနေမှာညစားတော့မပြောတော့ဘူးပေါ့ဗျာဒီမှာကျွန်တော်ပွဲစိတ်တောင်တက်နေကဲအဲ့တော့ထုံးစံတိုင်းလှုပ်ရှားပါမယ်ဗျာခောက်ဆွဲ brand တစ်ခုတွေ့ရလို့ဗျာဒါလေးကိုစမ်းပြီးတော့စားကြည့်မလို့ဗျာနေဝက်ချက်နေတော့တော်တော်တက်တာတော့မမြင်အောင်နေသေးကဲဒီနေ့စားမှာတော့ကြားဘူးခောက်ဆွဲပေါ့ဗျာကဘာအနက်ကရတာကြားဘူးခောက်ဆွဲမှာဆိုရဲဒီစောင်းမုတ်တိုင်းပေါ့ဗျာသူ့မှာဆိုရင်ခောက်ဆွဲမျိုးစားတွေတော်တော်စုံတာကိုတွေ့ရတယ်လက်ရှိတော့5မျိုးပို့ပေးထားပါတယ်ဗျာကျွန်တော်တော့ရတာရေးအများကြီးမြည်ဆန်းနေတာမို့လို့2ရက်ခွဲပြီးတော့စားလိုက်တယ်ပထမနေ့မှာ cheese spicy ခောက်ဆွဲနဲ့ဒီကြက်ပေါင်းခောက်ဆွဲကိုစားမယ်ပေါ့ဗျာဒုတိယနေ့မှာတော့ကိုရီးယားပဲခောက်ဆွဲကိုစားကြည့်ပါမယ်ခောက်ဆွဲပြုတ်ထောင်စားလေးနည်းနည်းပါပြန်နှွေးလာအောင်မယ်ကြားဘူးခောက်ဆွဲကဂျုံခောက်ဆွဲစစ်စစ်နဲ့ပြုတ်ထားပြီးရပေါ့ဗျာအဲ့တော့ဆန်လေးလည်းမရောတာဘူးဒါကြောင့်သူက6မိနစ်9မိနစ်လောက်တော့ပြုတ်ပေးရမယ်ဗျသူ့ရဲ့ခေါက်ဆွဲသားလေးကလေးလေးနဲ့စားလို့ကောင်းတယ်ခေဒါကတော့ခုန cheese နဲ့ချက်ပေါင်းခေါက်ဆွဲနဲ့ရောပြီးတော့ထည့်မယ်ဗျဒါကတော့ပဲခေါက်ဆွဲသူကတော့ရိုးရှင်းမဲ့တထုပ်လေးထည့်ရုံပဲနောက်ပြီးတော့တထုပ်ကမှ120 gram ပါဝင်တာမလို့တထုပ်ထဲနဲ့ဘိုက်ဝအောင်စားလို့ရတယ်တကယ်ချင်း3လောက်စူစားမှာဆိုကျွန်တော်တို့နှစ်ထုပ်ပြုတ်လိုက်တယ်နောက်ပြီးတော့ဒီ cheese spicy ခေါက်ဆွဲမှာပါဝင်တဲ့ cheese smoke တွေဆိုရင်လည်းဒီ New Zealand ကပဲဓာတ်ရိုက်သွင်းထားရဲဆိုတော့သူတို့အာမခံထားရဲဗျပဲခေါက်ဆွဲဆိုလည်းသူပေးရတဲ့ဈေးတန်းလေးနဲ့ပဲခေါက်ဆွဲရတာကိုပေးဆက်နိုင်တယ်ပေါ့ဗျာ cheese spicy ခေါက်ဆွဲကနည်းနည်းလေးရောဆက်တယ်ဗျအဲ့တော့ကျွန်တော်ကြဲဥကြိုလေးနဲ့တွဲစားမယ်ကိုရီးယားပဲခေါက်ဆွဲတော့9ရီကိုကျွန်တော်တွဲစားလိုက်ပါတယ်ဘာတော့မဆိုင်ဘူးဒါပေမဲ့လည်းသူ့တောင်လိုက်ဖက်ပြီးတော့ကောင်းနေရောပဲအာဟာကျွန်တော်ကြွေးပါတယ်ဆိုင်နဲ့တော့ဆက်ပြီးတော့ပူလာလို့ပေါ့ဗျာ spicy ဆိုင်နဲ့တူတော့ပိုပြီးတင်တော့လိုက်ရင်ဗျကျွန်တော်တော့တိတ်ပြီးတော့အဆက်မစားနိုင်တော့ဖြည်းဖြည်းချင်းစီစားနေရတယ်စမ်းစားကြည့်ပြီးတော့ကျွန်တော် rating လေးလာပေးကြအောင်ပြုဒီနေ့ကတော့မနက်ခင်းမှာအင်အားပြည့်နဲ့စားချက်ဖို့ဗျာမနက်စာကောင်းလေးစားမယ်ဆိုပြီးတော့ဒီမှာနန်ကြီးတုပ်လေးနဲ့လက်ဖေးလေးနဲ့စားမလို့ဗျာစီးစီးပိုင်ပိုင်လေးတုပ်လိုက်ပါအောင်မယ်ကဲစားကြပါအောင်ဗျာကျွေးပါတယ်သူကနန်းကြီးဘက်တစ်ဖက်ကတေးတတာမဟုတ်အကြီးပဲတစ်ပတ်ချင်းစီစားရတယ်ပေါ့ဗျာတော်တော်တုတ်တယ်နဲ့ bright ကို study blog တွေလောက်ခိုင်းတာတွေ့လို့ပေါ့ဗျာကျွန်တော်စားလုပ်တဲ့ခါကျရင်တင်ပေးပါမယ်ကျွန်တော်ရှီယာမိုဒီလာတောင်းနေကျွန်တော်မိုဒီပြန်ပေးခဲ့ကြပါအောင်16ရက်နေ့စားအောင်မဲ့ဖီယာမှာဦးထိပ်စားတော့တောက်တော့ကောင်းတော့မယ်နန်းကြီးတုတ်လေးစားလို့ကောင်းတယ်ဗျာဒါနန်းမြင့်ဆိုရဲဆိုင်မှာဒါဖူပန်နာကနေကူမူစတာကဲဒီနေ့ရောနတပီးလေးပေါ်ကြည့်ရများပြီးတော့ဖိလစ်ပိုင်စားစားရေးသွားစားမယ်ပေါ့ဗျာဟမ်ဘာမှလည်းမစားဘူးလာပါလိုက်ကြည့်ပါသူ့ဆိုင်လေးကတော်တော်ဝမ်းမှန်ခိုစီပိုက်လေးဖြစ်တယ်ဆိုင်ထဲမှာဆိုရင်လေဒီဗနီလာနဲ့မွေးမွေးလေးကိုသုံးပေးတာရဗျအဲ့တခုကတော့တကယ် signature ပဲဒီမှာဆိုရင်ရွှေကြိုးကောင်မလေးချောချောလေးကိုယ်ဖြော်ပြီးတော့ရောင်းပေးနေရပေါ့ဗျာအမေရှုံတော့မယုံရဲရင်မယုံကြည်ပြီးတော့ပဲတောက်လိုက်ပါမယ်သူမြင်လာပြီးစဲနေအောင်မယ်အဲ့လိုနဲ့ဟင်းပွဲလေးမှာထားပြီးပြင်ဆင်နေအောင်ကျွန်တော်တို့ဒီမှာဟိုပတ်ရက်ဒီပတ်ရက်နဲ့ချင်းနေခဲ့ရေပေါ့ဗျာတပုံလည်းတော်တော်ရိုက်လို့ကောင်းတယ်ဗျကဲအခုတော့စားစရာကြီးလာပါပြီနေ့လည်ခင်းဆိုတော့ကျွန်တော်နေ့လည်စားရင်ပေါ့ဗျာသူ့မှာတော့ဖိလစ်ပိုင်နာမည်လေးရှိရဗျဒါပေမဲ့ကျွန်တော်တို့မိပါပြီချက်ကင်ရဲ့ဒီ
မှာအမဲဥပြုတ်ရဲ့နောက်ပြီးလွန်းပြန်ရှန်ဟိုင်းဆိုရဲ့ဒီကော့ပြန်ကြော်လေးဗျာစစ်ကနေချလို့ပြောပါတယ်ထူးခြားချက်ကသူတို့ကလုံးဝဘာဝရတာကိုပဲလူချင်တာမို့လို့အချို့မသုံးလို့ပြောပါတယ်ဗျာခင်းလေးတွေကတော့ကျွန်တော်ချင်းတို့ကချင်တို့ဘက်ကနေပြီးတော့စားတဲ့ပုံစံလေးနဲ့တူတယ်ကိုကမြန်မာပါဇက်နဲ့အဝင်ကွင်းကြဖြစ်ချင်တော့ဒီအငံလေးတွေချင်းဆက်လေးတွေပြင်ခိုင်းလို့ရပါတယ်ချက်ကင်ကတော့တကယ်တိတိတသားကိုကောင်းနေဗျာမှုလဲမှုနေရပဲဒါပြဒီကော့ပြန်ကြော်လေးရလဲ must try မှာသူကတော့ဒီအသားတွေပဇွန်တွေအာလူတွေထောပတ်တွေပါတယ်ဗျာကဲစားပြီးဆိုအချို့တဲရင်ပေါ့ဗျာဒါကတော့ဖိလစ်ပိုင်ရိုးရာဒီအချို့ဝဲလေးဖြစ်တဲ့ဟာလူဆိုရဲ့ရေခဲတုပ်လေးပါဗျာ ingredient တွေလည်းတော်တော်အဆုံးထည့်ပေးတာတွေ့ရဒီမှာပဲကြော်လေးတွေအုံးဆန်ကြော်တွေပိန်းနေယိုတွေဒီ jelly တွေအစုံမဲပေါ့ဗျာနောက်ပြီးပူတင်းတွေပါသေးတယ်အဲ့ဒါအောင်မှာပေါ်ရေခဲမုတ်လေးတင်ပေးတာဗျာနှုတ်လေးနဲ့ဆမ်းပြီးတော့ဗျာရွှင်အေးလိုရေခဲချစ်လိုပုံစံလေးလုပ်ပေးတာပါတယ်အရင်တော့ချိုရတဲ့မပေါ့ဗျာအချို့ပေါ်လေးနဲ့အေးအေးလေးပဲအခုစားခဲ့ဆိုင်လေးကတော့စင်ရီတွင်ကမတ်တိုင်နာဖိလစ်ပိုင် kitchen ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဗျာ